ပိုင်လုပ်ငန်းတစ်ခုစတင်လိုက်ပြီးဆိုတာနဲ့လူတိုင်းကအောင်မြင်ဖို့ကိုပဲအာရုံစိုက်ကြပါတယ်။ဒါပေမဲ့လုပ်ငန်းတော်တော်များများဟာ idea မကောင်းလို့မဟုတ်ပဲငွေကြေးစီမံခန့်ခွဲမှုအမှားတွေကြောင့်ပျက်စီးသွားတတ်ကြတာကိုသိပါသလား။မင်္ဂလာပါမီရာဘိုက်ကကြိုဆိုပါရစေ။ဒီနေ့မှာတော့အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ကိုယ်ပိုင်လုပ်ငန်းစတင်မဲ့သူတွေအတွက်တတိမထားမိပဲကျူးလွန်မိတတ်တဲ့ငွေကြေးဆိုင်ရာအမှား၅ခုနဲ့အဲ့ဒါတွေကိုဘယ်လိုရှောင်ကျဉ်ရမလဲဆိုတာကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်။အမှားတစ်လုပ်ငန်းပုံငွေနဲ့ကိုယ်ပိုင်ငွေကိုရောထွေးခြင်းလူတော်တော်များများကလုပ်ငန်းရဲ့ပတ်စံကိုကိုယ်ပိုင်အိတ်ထဲရလိုမျိုးအလွယ်တကူထုတ်သုံးတတ်ကြပါတယ်။ဒါဟာလုပ်ငန်းရဲ့အနည်းအဆုံးကိုဝေဝါးစေပြီးငွေစင်ရင်းကိုရှောက်ထွေးစေပါတယ်။ဖြစ်ရှင်းနေရတော့လုပ်ငန်းအတွက်တည်တံ့ဘဏ်အကောင့်ဒါမှမဟုတ်ရင်ပတ်စံအိတ်တစ်ခုခွဲတာပါလုပ်ငန်းပတ်စံကလုပ်ငန်းအတွက်ပဲဖြစ်ရပါမယ်အမှားနဲ့အရေးပေါ်အရက်ငွေမရှိခြင်းဈေးကွက်အခြေအနေကအများနဲ့ပြောင်းလဲနေပါတယ်အရေးပေါ်သုံးမှုငွေကြိုးမဖယ်ထားဘူးဆိုရင်အခက်ခဲကြုံတဲ့အခါလုပ်ငန်းတစ်ခုလုံးရပ်တန့်သွားနိုင်ပါတယ်ဖြစ်ရှင်းနေအမြင့်ရတိုင်းမှာလုပ်ငန်းအတွက်အရေးပေါ်ရပ်ပုံငွေအဖြစ်ပမာဏတစ်ခုကိုအများနဲ့ကြိုတင်ဖယ်ထားပါအမှားတော့ဘလို့အပ်ပဲအလို့အကျုံးအလှဆင်ခြင်းအစပိုင်းမှာရုံးခန့်ဖြစ်စေနဲ့ pre book ကအကောင်းစားတွေလိုမျိုးအပေါ်ယံ brand image ကိုပဲအာရုံစိုက်ပြီးငွေတွေအကောင်သုံးလိုက်တာမျိုးပါဒါဟာအရေးကြီးတဲ့ကုန်စည်နဲ့ marketing ပိုင်းမှာငွေမလောက်ငမှုဖြစ်စေပါတယ်ဖြစ်ရှင်းနည်းအစပိုင်းမှာလုပ်ငန်းအတွက်မရှိမဖြစ်လိုအပ်တာကိုပဲဦးစားပေးဝယ်ပါလုပ်ငန်းတည်ငြိမ်လာမှသာအလှပတွေကိုဖြည့်ဆည်းပါအမှားလေးငွေအဝင်အထွက်ကိုမှတ်တမ်းမတင်ခြင်းဘလောက်ဝင်ပြီးဘလောက်ထွက်တယ်ဆိုတာကိုနေ့စဉ်စည်ရင်မမှတ်တာကလုပ်ငန်းရဲ့ငွေကြေးစီးဆင်းမှုကိုမသိနိုင်တော့ပါဘူးပမာဏနဲသည်ဖြစ်စေများသည်ဖြစ်စေနေ့စဉ်ငွေစည်ရင်ကိုစနစ်တကျမှတ်တမ်းတင်တဲ့အလေးချိန်ကိုမွေးမြူရပါမယ်အမှားငါကိုလာစားမတတ်မှတ်ခြင်းလုပ်ငန်းရှင်ကစံသမျှအမျက်ကိုယူသုံးနေရင်လုပ်ငန်းရဲ့အသုံးစရိတ်ထဲမှာ labor cost ကိုထည့်မတွက်တယ်လို့ဖြစ်နေတတ်ပါတယ်ကိုအတွက်တင်းနေရော်ရဲ့လာစာပမာဏတစ်ခုကိုတတ်မှတ်ပြီးအဲ့နာစာတွေကပဲကိုယ်ပဲအသုံးစရိတ်အဖြစ်နဲ့သုံးဆွဲပါဒီအမှားငါးခုကိုရှောင်ကျဉ်နိုင်မယ်ဆိုရင်တည့်ရဲ့ကိုယ်ပိုင်လုပ်ငန်းလေးကပို့ပြီးတော့ခိုင်မာလာမှာပါဒီဗီဒီယိုလေးကတင့်အတွက်အကျိုးရှိရဆိုရင် like ပေးခဲ့မှုနဲ့နောက်ထပ်ဗဟုသုတတွေအတွက် Mira Bytes ကို subscribe လုပ်ထားပေးဖို့မမေ့နဲ့ဦးနော်အားလုံးပဲအောင်မြင်တဲ့လုပ်ငန်းရှင်တွေဖြစ်နိုင်ကြပါစေကျေးဇူးတင်ပါတယ်ရှင်